နေ့တော့လေတကပူနာစန်ဒီမာကတ်ကလေးကိုတွားကြမယ်နော်ဈေးကလေတော်တော်လေးစုံတယ်ဒီမှာအယုတ်တွေတော်တော်စုံတယ်အစားစရာတွေပြီးရင် fancy တွေအင်ဂျီတွေပေါ့နော်သူကတခြားဈေးတွေနဲ့မတူဘူးအဲ့လိုမျိုးပစ္စည်းလေးတွေတော်တော်စုံတယ်အစားစရာလေးလည်းစုံတယ်ပေါ့နော်ဒါဆိုအယုတ်ကလေးတွေရန်ချဖို့ကောင်းတယ်ပြီးတော့ရင်သူကဘယ်လိုပြောမလဲအသီးအနှံလေးတွေပေါ့နော်အဲ့လိုမျိုးလာရောင်းတာလေးတွေရှိတယ်ဒါကတော့ဝက်မာကတ်လို့ပုံစံမျိုးလေးတွေပေါ့နော်သူကကိုကြိုက်တာလေးရွေးပြီးရင် grand လေးနဲ့ချိန်မျိုးစေးတွက်ပေးရမှာနော်ဒါကကြောက်လေအဝန်ဒီစန်တီမာကတ်လောက်သူကမစုံဘူးအဲ့လောက်လည်းမလက်ဘူးပေါ့နော်ဒါပေမဲ့လည်းသူကလေးနဲ့တူတော့လည်းအဆင်ပြေတယ်ပေါ့နော်မင်းကတော့ဒီရွက်တွေကိုဒီဈေးမှာဝယ်ရတာတော့တိတ်မကြိုက်ဘူးအဝန်ဒီမာကတ်မှာတော့ပို့ပြီးတော့တဘောကြတယ်ပေါ့နော်ကြည့်လိုက်ပါရွက်သူကတော့အဲ့လောက်ထိများဆဆကြီးတွေအပုံလိုက်ကြီးတွေတော့ဟုတ်မနေဘူးပေါ့နော်ဘယ်လိုပြောမလဲရက်ကွက်ကအိမ်ဆိုင်လိုမျိုးဗာမျိုးတွေတာလောက်ပဲလို့တော့ထင်တယ်ပေါ့နော်ဒါလေးတွေကတော့လို့ချင်းတောင်းလေးတွေအကျွေးထဲပြီးရင်ဒီကကြောက်ကလေးတွေပေါ့အလားကြောက်ကလေးတွေပေါ့ဘလို့ခေါ်လဲတော့မသိဘူးဒါပေမဲ့ချစ်ဖို့ကောင်းလို့ဆိုပြီးတော့ရိုက်ခဲ့လိုက်တယ်ပေါ့နော်ပြီးတော့ဒီဘက်မှာကျတော့ fancy ပစ္စည်းလေးတွေပေါ့ပြီးရင်မုံအရင်ချစ်ဖို့ကောင်းတဲ့မုံတွေဆိုရဲလေးဒီလားတမျိုးရဲမဟုတ်ဘူးမုံတွေအားလုံးကအရင်ချစ်ဖို့ကောင်းမုံလေးတွေတူလိုက်ကြည့်ပြီးငန်းကြတာပေါ့နော်ရင်လေဒီဘက်မှာသူက cheese လေးတွေရှိတယ် cheese ကလည်းအမျိုးအစားတော်တော်စုံတယ်သူကအမီးတွေလည်းကျွေးတယ်တေးသေးဆိုအမီးတွေတော့စားလို့ရတယ်ပေါ့နော်အဲ့ဒါလေးဘေးကတယောက်ကလေအား cheese ကလည်းဆက်လိုက်တာလေဒီလားဆက်မှာပေါ့သူကဝါဆာဘီနဲ့ဟာလေးသူစားလာတာဟိုဒီဘက်ကကျတော့အယုတ်ကလေးဘလို့ခေါ်လဲတော့မသိဘူးချက်ဖို့ကောင်းလို့ဒီတိုင်းပဲတီးအောင်ဆိုပြီးတော့ဗီဒီယိုရိုက်ခဲ့လိုက်တာပေါ့နော်ပြီးရင်လေဒီဘက်မှာလေစီတိုဘူရိုမျိုးပလင်လေးပေါ့နော်ဘလိုရီခေါ်လဲတော့မသိဘူးဘလိုတုံးလဲတော့မသိဘူးကိုလည်းဒီတိုင်းပဲကိုရဲ့ရက်ွက်ဈေးတွေမှာပုံစံရောင်းတလို့လေးပေါ့နော်သူကလည်းအဲ့လိုမျိုးလေးရောင်းမှာအဲ့တော့ fancy လေးအယုတ်လေးတွေ key chain လေးတွေအဲ့လိုမျိုးတွေလည်းအဆောင်ရှိတယ်ဒီမှာလေရင်တော့လေမင်းအကြိုက်ဆုံးအပိုင်းပေါ့နော်မုံလေးစားစရာတွေကတော့စုံနေမယ်ပေါ့နော်ဒီအာလူကြော်လေးကိုလည်းစားခြင်းနဲ့လူကအရင်စီနေတော့လေဘလို့မတိုးမပေါက်တာနဲ့မဝေခဲ့ရဘူးပြီးရင်ဒီမှာ candy floss လာအဲ့ဒါလေးလာလေးပြီးရင်ဒီမှာအသီးလေးတော့ထားလို့ခေါ်လိုက်မမှတ်ပြီးတော့ပေါ့နော်ပြီးရင်မုံလေးရတော့ဆိုပေါက်မုံလေးဆိုတော့အလုံးကြီးတူစားထားတယ်ဒီလိုဟာလေးဆိုတော့အများကြီးပဲသူ့ဆိုင်နေဆိုတာတော်များတယ်ပေါ့နော်ကိုကြိုက်တဲ့ဆိုင်မှာဝယ်လို့ရပြီးရင်ဒီဘက်မှာ coffee truck လေးပေါ့နော်ပြီးရင် smoothie ဆိုင်ပြီးတော့တရုတ်ဆိုင်ကတော့တော်များတယ်ဒါတော့ဒီဆိုင်နဲ့ဆိုင်နဲ့ရိုက်တာပြပေါ့နော်ဒီမှာဆိုရင်သူကဖတ်ထုတ်တို့ရှူမိုင်းတို့ဒီဇိုင်းလေးကတော့မင်းစားတယ်လူလည်းရမ်းစီတယ်အဲ့မှာshrimp rolls ရယ်ပြီးရင် glutinous rice dumpling ဒါ shrimp rolls စားတာဒါခုနကတော့ဒါအထက်ရလေ chicken filling နဲ့ကောင်းတာတော့တော်တော်လေးကောင်းတယ်ဒါကြတော့ကြက်ကောက်ညင်းပေါ့နော်ကြက်ကောက်ညင်းကလည်းအယောင်တော့မလားတော်တော်လေးကောင်းတယ်ဒါလေးရကြတော့လေထိုင်းဆိုင်ဘတ်ကင်တို့seafood ကင်တွေပေါ့နော်ဆိုင်လေးကတော့ထိုင်းလို့တော့အရင်မကြည့်ပါဘူးဒါပေမဲ့လည်းစင်ပြေတယ်ပေါ့နော်ဒါလေးကပန်းဆိုင်လေးပြိုးပင်ဆိုင်လေးတွေပေါ့နော်ဒီလောက်ပါကျေးဇူးများတင်ပါတယ်ရှင်